ဒီလေရတော့တကယ်ပုံစံမျိုးတစ်ကောက်လို့ပဲပုံစံပြောင်းလို့ရတယ်လို့ပြောရင်မိတ်ဆွေတို့ယုံမလားဟုတ်ပါတယ်ပုံစံပြောင်းလို့ရပါတယ်ဒီလေကတော့ပုံမှန်လေ့ကျင့်ရေးလေးမဟုတ်ပါဘူးသူက digital ပုံစံမျိုးတစ်ကောက်ပဲဖြစ်ပါတယ်ဘာလို့သူ့ကို digital ပုံစံမျိုးလို့ခေါ်လဲဆိုတော့သူကကမ္ဘာအဆင့်မြင့်ဆုံးတိုက်ခိုက်ရေးလေယာဉ်တွေဖြစ်တဲ့ 4th generation တိုက်ခိုက်ရေးလေယာဉ်တွေ 5th generation တိုက်ခိုက်ရေးလေယာဉ်တွေအဲ့လေယာဉ်တွေရဲ့ပြန်တမ်းမှုပုံစံတိုင်းအတူခိုးပြီးတော့လိုက်ပြီးတော့ပြန်တမ်းနိုင်အောင်လို့ program ထည့်လို့ရပါတယ်ရှင်းရှင်းပြောရမယ်ဆိုရင်ဥပမာ Su-57 ကိုမောင်းရတယ်လို့လုပ်ပေးပါဆိုပြီးတော့ program ထည့်လိုက်မယ်ဆိုရင်တကယ်အပြင်မှာ Su-57 မောင်းရတယ်လို့မျိုးပဲသူကလိုက်တူပြီးတော့ခံစားမှု Su-57 မောင်းရတဲ့ခံစားချက်ကိုပေးမှာပဲဖြစ်ပါတယ်အဲ့လိုမျိုးမဟုတ်ဘူး MiG-35 ကိုမောင်းတယ်လို့မျိုးလုပ်ပေးပါဆိုပြီးတော့ program ထည့်လိုက်မယ်ဆိုရင်တကယ်လက်တွေ့မှာ MiG-35 မောင်းရတယ်လို့မျိုးပဲတူအောင်လို့ data တွေကိုလိုက်တူပြီးတော့ခံစားချက်ရအောင်လုပ်ပေးမှာပဲဖြစ်ပါတယ်အဲ့ဒီလေယာဉ်ကတော့ရုရှားနိုင်ငံကနေထုတ်လုပ်ထားတဲ့ Yak-130 ပဲဖြစ်ပါတယ်သူ့ရဲ့နာမည်ပြောင်နှစ်နေအနေနဲ့ Mid-10 လို့ခေါ်ပါတယ်အဲ့ဒီလေယာဉ်ကိုရုရှားနိုင်ငံမှာဆိုရင်ပိုင်းလော့ចောင်းသားတွေကိုတကယ်ဈေးကြီးတဲ့တိုက်လေယာဉ်ကြီးကိုမမောင်းသိခင်မှာသူ့အစားဈေးအတင်းတင်းရှိတဲ့ Yak-130 ဆိုတဲ့လေယာဉ်ကိုအသုံးပြုပြီးတော့အဲ့ဒီတိုက်လေယာဉ်ကြီးကိုမောင်းရတဲ့ပုံစံပိုင်းtraining ပေးကြပဲဖြစ်ပါတယ်ဒီနေ့မှာတော့ Yak-130 နဲ့ပတ်သက်တဲ့ဘုဒ္ဓအားလုံးကိုကျွန်တော်ရှင်းပြပေးသွားမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါ Flyway အကမှာကြိုဆိုပါရစေပထမဆုံး Yak-130 ရဲ့တမိုင်းကြောင်းကိုကျွန်တော်နည်းနည်းလေးရှင်းပြမယ် Yak-130 က1990ပြည့်နှစ်နောက်ပိုင်းတွေမှာစခဲ့တာပါသူ့ကိုဘယ်လိုစခဲ့လဲဆိုတော့ရုရှားလေတပ်ကနေပြီးတော့သူတို့မှာဟောင်းနေဖြစ်တဲ့ L-39 နဲ့ L-39 series training လေယာဉ်တွေကိုသူကအစားထိုးဖို့အတွက် Yakolev Design Bureau ကိုတာဝန်ပေးခဲ့ပါတယ် Yak-130 ရဲ့ engineer နာမည်ကတော့ Alexandra Yakolev ပဲဖြစ်ပါတယ်အဲ့ဒီ Yak-130 မှာထူးခြားတဲ့အချက်ကတော့1993ကနေပြီးတော့1999ဂျာတဲ့အထိကိုပဲအီတလီနိုင်ငံက MRK ကုမ္ပဏီနဲ့ပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့တာပဲဖြစ်ပါတယ်သူတို့လေယာဉ်ကုမ္ပဏီတစ်ခုကဘာလို့ပူးပေါင်းပြီးတော့လုပ်လဲဆိုတော့သူတို့မှာ airframe ကြီးကလည်းပုံစံတူတယ် fly by wire system ကြီးကလည်းအသုံးပြုတာကြီးကလည်းတူတယ်အဲ့ဒါမို့သူတို့နှစ်ယောက်ပူးပေါင်းပြီးတော့လုပ်တယ်ပေါ့နော်ဒါပေမဲ့နောက်ပိုင်းမှာသူတို့နှစ်ခုကစိတ်ဝမ်းကွဲသွားတာပဲဖြစ်ပါတယ်ဘလို့ကွဲသွားလဲဆိုတော့ရုရှားကကြတော့အဲ့ Yak-130 လေယာဉ်မှာသူ training အနေနဲ့လည်းသုံးမယ်ပြီးရင်သူ့မှာလက်နက်တွေကိုတက်ပြီးတော့တကယ် jet fighter အနေနဲ့အသုံးပြုကြမှာဖြစ်ပါတယ်ဒါပေမဲ့အီတလီက MRK ကုမ္ပဏီကကြတော့အဲ့လိုမဟုတ်ဘူးသူကကြတော့အဲ့ Yak-130 ကို purely training အနေနဲ့ပဲသုံးနေတယ်လုံးဝ training တည်တယ်ပဲသုံးနေတယ်အဲ့မှာသူတို့ကုမ္ပဏီတစ်ခုလမ်းခွဲလိုက်ကြတာပဲဖြစ်ပါတယ်အဲ့ဒီနောက်ပိုင်းမှာဆိုရင်တော့ရုရှားက Yak-130 ဆိုတဲ့နာမည်နဲ့ဆက်ပြီးတော့ထုတ်လုပ်တယ်အီတလီက MRK ကုမ္ပဏီကကြတော့ M346 ဆိုတဲ့နာမည်နဲ့လေယာဉ်တစ်စီးကိုထုတ်လုပ်တာပဲဖြစ်ပါတယ်နောက်ပိုင်းမှာဆိုရင်တော့ Yak-130 ကို2010ပြည့်နှစ်နောက်ပိုင်းကနေစပြီးတော့ရုရှားလေတပ်မှာစပြီးတော့အသုံးပြုခဲ့တာပဲဖြစ်ပါတယ်ဒါကတော့ Yak-130 ရဲ့တမိုင်းကြောင်းပဲဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင် Yak-130 ရဲ့လေယာဉ်ဒီဇိုင်းမှန်ကိုဆက်ပြီးတော့ရှင်းပြမယ် Yak-130 ကပိုင်းလော့2ယောက်စီးနိုင်တာပဲဖြစ်ပါတယ်ပြီးတော့လေယာဉ်မောင်းခန်းထဲမှာဆိုရင်ပိုင်းလော့တစ်ယောက်ချင်းစီအတွက်အလျား6လက်မှအနံ8လက်မှရှိတဲ့ LCD display 3ခုစီပါဝင်တာပဲဖြစ်ပါတယ်Yak-130 ရဲ့လေယာဉ်မောင်းတဲ့ cockpit ခန်းထဲမှာထူးခြားတဲ့အချက်ရှိပါတယ်အဲ့ဒါကတော့ရှေ့ရမောင်းတဲ့ပိုင်းလော့အတွက် HUD head-up display လို့ခေါ်တဲ့ဖောက်ထွေးမြင်နိုင်တဲ့ screen အသေးလေးပါတာပဲဖြစ်ပါတယ်အဲ့ဒီ screen အသေးလေးမှာဆိုရင်တော့လေယာဉ်ရဲ့အရေးကြီးတဲ့ data တွေကိုပြသပေးမှာဖြစ်ပါတယ်နောက်ပြီးကြတော့ရှေ့ရမောင်းတဲ့ပိုင်းလော့အတွက်ပြစ်မှတ်တွေကိုချိန်ပေးနိုင်တဲ့ helmet mounted sighting system ပါဝင်တာပဲဖြစ်ပါတယ်သူကအုတ်ထုပ်မှာတက်ဆက်တာပဲဖြစ်ပါတယ်အဲ့ဒါကိုကြည့်ပြီးတော့ပိုင်းလော့ကရန်သူကိုလိုက်ပြီးတော့ချိန်နိုင်မှာပဲဖြစ်ပါတယ်လေယာဉ် site ကိုကြည့်မယ်ဆိုရင်လေယာဉ်ဥကောင်းပိုင်းကနေပြီးတော့လေယာဉ်အမီးပိုင်းထိ39.8 ပေရှိတယ်လေယာဉ်တောင်ပံဟိုဘက်အစွန်ကနေပြီးတော့ဒီဘက်အစွန်ထိ32.3 ပေရှိတာပဲဖြစ်ပါတယ်လေယာဉ်ရဲ့အမြင့်ကတော့ 15.8 ပေရှိတာပဲဖြစ်ပါတယ်Yak-130 မှာအသုံးပြုထားတဲ့ engine အနေနဲ့ကတော့ AI 22225ဆိုတဲ့ bypass turbofan engine နှလုံးကိုအသုံးပြုထားပဲဖြစ်ပါတယ်ပိုင်းလော့ထိုင်တဲ့နေရာကိုတော့ K36 အမျိုးအစား ejection seat ကိုအသုံးပြုထားပဲဖြစ်ပါတယ်အဲ့ဒီ K36 အမျိုးအစား ejection seat ကအသုံးဝင်ပါတယ်ဘလို့အသုံးဝင်လဲဆိုတော့သူကလေယာဉ်မြေပေါ်မှာရပ်နေတဲ့အခါမှာတော့ပဲခုန်ထွက်နိုင်အောင်လို့ဒီဇိုင်းဆွဲထားပဲဖြစ်ပါတယ်Yak-130 လေယာဉ်ကစီတိုင်ကြီးအပေါ်မပါဘူးဆိုရင်စီပေါင်း1900 ကီလိုဂရမ်ကိုတည်ဆောင်နိုင်မှာပဲဖြစ်ပါတယ်ထပ်ပြီးတော့450 ကီလိုဂရမ်စီတိုင်ကြီးအပေါ်နှလုံးကိုလည်းထပ်ပြီးတော့တက်လို့ရပါသေးတယ်ဟုတ်ပြီလေယာဉ်ရဲ့ဒီဇိုင်းမှန်ကိုရှင်းပြပြီးပါပြီဆိုတော့လေယာဉ်ရဲ့လက်နက်ပိုင်းကိုဆက်ပြီးတော့ရှင်းပြမယ်လေယာဉ်ရဲ့လက်နက်တက်ဆင်နေတဲ့နေရာမှာဆိုရင်တော့လက်နက်တက်လို့ရတဲ့နေရာ9နေရာတော့ပါပါတယ်သူ
သူ့မှာဆိုရင်တော့လက်နက်အလေးချိန်3000 ကီလိုဂရမ်ကိုတက်ဆင်လို့ရတာပဲဖြစ်ပါတယ်တန်အနေနဲ့ပြောမယ်ဆိုရင်3တန်အလေးချိန်ကိုတင်ဆောင်နိုင်တာပဲဖြစ်ပါတယ်ရက်ဝန်30မှာတက်ဆင်အသုံးပြုလို့ရတဲ့လက်နက်တွေကတော့မဇိုင်းထဲမှာဆိုရင်တော့ R73 E အမျိုးအစား A2A မဇိုင်းတွေကိုတက်ဆင်အသုံးပြုနိုင်တာကိုတွေ့ရပါတယ်ဘုံအနေနဲ့ဆိုရင်တော့ KAB 900ဘုံအမျိုးအစားကိုတက်ဆင်အသုံးပြုနိုင်တာကိုတွေ့ရပါတယ် rocket အနေနဲ့ဆိုရင်တော့ 80mm S8 မျိုးစား rocket တွေကိုတက်ဆင်အသုံးပြုနိုင်တာကိုတွေ့ရပါတယ်။လေယာဉ်ပစ်စက်တနက်အနေနဲ့ကတော့ GSH 23L ဆိုတဲ့စက်တနက်ကိုတက်ဆင်အသုံးပြုထားတာကိုတွေ့ရပါတယ်။ကဲနောက်ဆုံးရက်ဝန်30ရဲ့ထူးခြားချက်တွေကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးရက်ဝန်30ရဲ့ထူးခြားတဲ့အချက်ကတော့လေယာဉ်ကအရန်ကြက်ခိုင်တယ်ပါ။လေယာဉ်ကဘယ်လိုတော့ကြက်ခိုင်လဲဆိုတော့သူကအရန်ကျန်းတဲ့ပြည်လန်းနေမြေသားပြည်လန်းနေမြက်ခင်းပြင်းနေအဲ့လိုမျိုးကျန်းတဲ့နေရာတွေမှာလေယာဉ်အဆင့်တက်ပြုလုပ်နိုင်တာပဲဖြစ်ပါတယ်။ရက်ဝန်30ရဲ့ဒုတိယထူးခြားချက်ကတော့လေယာဉ်မောင်းတဲ့အခါမှာကြုံတွေ့ရမယ့်အခက်အခဲအလုံးကိုပုံစံအတူပြုလုပ်ပြီးတော့လေ့ကျင့်နိုင်မှာဖြစ်ပါတယ်။အနောက်မှာထိုင်တဲ့ instructor ပိုင်းလောကလေယာဉ်မောင်းတဲ့အခါမှာကြုံတွေ့ရမယ့်အခက်အခဲတွေကို program ထည့်လိုက်မယ်။အဲ့ဒါဆိုရင်ရှေ့မှာထိုင်တဲ့ပိုင်းလောကျောင်းသားကအဲ့ဒီအခက်အခဲတွေကိုအန်ရယ်မရှိဘဲနဲ့လေ့ကျင့်နိုင်မှာဖြစ်ပါတယ်။ဒါကတော့ရက်ဝန်30ရဲ့ဒုတိယထူးခြားချက်ပဲဖြစ်ပါတယ်။နောက်ဆုံးရက်ဝန်30ရဲ့ထူးခြားတဲ့အချက်ကတော့သူက training aircraft အနေနဲ့အသုံးပြုလို့လည်းရတယ်။နောက်ဆုံးအရေးကြုံလို့တိုက်ခိုက်ရမယ်ဆိုရင်လည်း compact aircraft အနေနဲ့အသုံးပြုနိုင်မှာဖြစ်ပါတယ်။ဒါကတော့ရက်ဝန်30ရဲ့ထူးခြားတဲ့အချက်တွေပဲဖြစ်ပါတယ်။ဒါကတော့ရက်ဝန်30ရဲ့ဗဟုသုတအားလုံးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။မိတ်ဆွေတို့ရောဘယ်လိုထင်လဲ။မိတ်ဆွေတို့ရဲ့ထင်မြင်ချက်ကိုအောက်က comment မှာမျှဝေနိုင်ပါတယ်။အာရုံစိုက်ပြီးကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်တစ်ပုဒ်မှာပြန်ဆုံကြမယ်။